ပြုံးပန်းရည်စင်ကျွန်တော်ကလေဘင်းမပဝါလေးကိုဆွဲပြီးပစိုးကိုထမင်းပုံစံပြောင်းဝစ်ပြီးခါလေးကိုနောက်ပြီးရင်ကိုကော့ထားသွား32ချောင်းလုံးပြုံးပြီးဖင်လေးကိုကော့ကာလမ်းလျှောက်စင်မရင်သာပုံစံမျိုးနဲ့ပေါ့လေနားမှာလဲနှင်းစီပိုင်းကလေးကောက်ချိတ်ပြီးထွက်လာတာပေါ့လေစင်ပေါ်ရောက်တော့ရင်ကိုချီဖင်လေးနောက်ကိုဖိပြီးကနွတ်နဲ့အန်တီကတော့လိုင်းပြုံးလို့ခေါ်ပါတယ်ကွယ်တချို့ကတော့အပြူးဆိုပြီးချစ်စနိုးခေါ်ကြတာဒူးနဲ့တေပေါ့တယောက်တော့သူကဖြူဖြူလေးတဲ့ချစ်စနိုးလေးနဲ့ဟင်းအန်တီကအပြူကြီးပါတိလားညကြရင်ကိုဆန်ကိုနိုးထားတတ်ရတာပဲဆိုတာသူကလေနိုးစာလို့ငို့ရင်ခုနှစ်အိမ်စားရှစ်အိမ်စားငို့တာဟဲတမျိုးထင်ထွားကြပြီလားမသိဘူးနိုးဘူးဖြော်သိတာပါကြီးအန်တီကငငယ်လေးတွေကဒီဖျားချောင်းတက်ခဲ့တာဆိုတော့အန်တီကနေရတကပါရတာပေါ့ဟိုမှာလဲပါရဒီမှာလဲပါရနဲ့ဖျားချောင်းတစ်ခုလုံးလဲပြည့်နေရောအတွေးမမနဲ့နော်နေရတကဝင်ပါနေရတာအေးဖတ်ကိုမောရောလက်တစ်ဖက်ကစပင်ကိုပင့်တင်လိုက်ပြီးပါဇက်ကဖူးမှုတ်ထုတ်လိုက်တာအန်တီကအခုကလေးတငယ်အဖွိုင်မှာတာဝန်ယူနေရတော့မအားဘူးကွယ်။အော်ရှေ့ဆုံးခုံမှာအင်ကြီးအဖြူနဲ့ထိုင်နေတဲ့သားငယ်လေးကဘသူလဲ။အန်တီလန်ပြုံမိတ်နေလို့။အော်မတ်မီပြီ။ဂျွန်ဘသူဆိုလား။သားလေးမိုးထဲမှာရှောက်မစော့နေနဲ့နော်။အင်ကြီးအဖြူကလျှော်ရခဲ့တယ်ကွယ်။သားဟိုမှာသားရဲ့ကိုရောဘတ်ကိုဆဲရတော့နဲ့ငင်းလေးပိုးကသွားစော့နေနော်။ခဏနေရင်မောင်ပဲကျွေးမယ်မူတိုင်းနေဟေးကိုရှိကမီယူနေတာဒီတွေထွက်ကြနေပြီလားမသိဘူးတီအောင်တို့ဘာနဲ့တော့ထုတ်ကြပါအောင်တကယ်တည်းတော့ပြောရမယ်စကားဘယ်ရီရောက်သွားမှမသိတော့ဘူးဩလာမယ့်နှစ်မိဘများပွဲနေ့အစီအစဉ်အသစ်လေးကိုပြောပြချင်လို့ဒီနှစ်မှာတမို့ထူးခြားအောင်လို့မိဘတွေရဲ့အိမ်တအိမ်တဆင်းသားပြီးရှီခိုးကန်တော်ကြမယ်လေပြီးရင်မုံဖိုးတောင်းဖို့အစီအစဉ်လေးပါဒါကိုလာဇရူဂျွန်ဆန်ယာယာကက်ကက်တို့ကဥဆောင်ကြပါဆိုင်းကျော်ကိုမိုးသူစမ်းဝင်းတို့ကဘုရားเจ้าကိုတန်ရှင်းရဲ့ကြောက်ကြပေါ့ငဖာကတော့အရအဝေကြက်ဖန်းတန်ကလားကအင်းသာတန်ရှင်းဟာထွန်းတကောင်ကဘာဒီလာကြီးကြနေတယ်လဲဟဲ့ဟောဟူရေခဲတက်တာထဲမှာ ABC ကိုနှုတ်ဘူးထဲမှာထည့်ထားတယ်ထောယူတော့စိတ်တွေလည်းညှိရပါတယ်အဲ့ချိန်မှာမဲလဘင်ကထန်ဦးဖုံးတစ်ခုကိုခွန်းဆိုပြီးတီးလိုက်တာပေါ့ငငယ်တုန်းကဖះเจ้าမှာအတူတူလှရှားခဲ့တဲ့သူတွေကိုအမတ်တရအနည်းနဲ့ဟာတာလီနောကာကြေးထားလိုက်ပါတယ်အားလုံးလည်းပျော်ရွှင်ကြပါစေလို့အဝေးကကိုလိုင်းမီ